ဆက်ပြီးတော့အခန်း18ရဲ့ grammar လုပ်လေးတွေကိုစကြည့်ကြမယ်နော်ဒါဆိုရင်အခုအခန်း18မှာဆိုရင်ကိုရီနောက်ထပ် form ပြောင်းနည်းတစ်မျိုးထပ်ပြီးတော့တိုးလာတယ်နော် G-short K လို့ခေါ်တဲ့ dictionary form အမျိုးအစားထပ်တိုးလာတယ်အဲ့တော့အဲ့ဒီ G-short K ဆိုရဲ form လေးကိုအသုံးပြုပြီးတော့အောက်မှာ pattern လေးတွေဆက်ပြီးတော့ကြည့်ပါမယ်အဲ့တော့ပထမဆုံးတွေ့ရမယ် pattern လေးကဘာလဲဆိုတော့ noun က they kimas လို့ခေါ်တဲ့အမျိုးအစားလေးပါ noun က they kimas အဲ့တော့ noun ကိုပြီးမြောက်တယ် noun ကိုလုံးနိုင်တယ်ဆိုရဲအဓိပ္ပာယ်လေးအဲ့ဒီမှာဆိုရင်သူကနှစ်မျိုးနဲ့တွဲလို့ရတယ်noun နဲ့တွဲမလားဘတ်ဆိုရင် dictionary form ပြောင်းပြီးတွဲမလားအဲ့တော့ဒီမှာကြည့်ပါ noun က they kimas ဆိုရင် noun ကိုပြီးမြောက်တယ်ဆိုရဲအဓိပ္ပာယ်အနေနဲ့သုံးတာနောက်တစ်ခုမှဆိုရင်ကိုကတခုခုကိုယ့်ရဲ့အရည်အချင်းပေါ့ရေကိုးနိုင်နေစားနိုင်နေသွားနိုင်နေလာနိုင်နေလို့ခေါ်တဲ့ကိုယ့်ရဲ့အရည်အချင်းကိုထုတ်ဖော်ပြီးတော့ပြသခြင်းနေဆိုရင်ဘတ်ကို dictionary form ပြောင်းမယ်ခို့တိုက they kimas လေးသုံးပြီးမယ်သူကဘတ်ကို dictionary form ပြောင်းပြီးတော့သုံးမယ်ဆိုရင်အနောက်မှာခို့တုံနဲ့ကပ်ပြီးတော့သုံးပြီးမယ်နော်ဒါလေးကိုမမေ့စေနဲ့ပြီးတော့မှက they kimas လေးလိုက်ပြီးတော့သုံးပြီးမှာအဲ့အတွက်ဘတ်ကိုလုံးနိုင်တယ်လို့ပြောတာလေးဖြစ်သွားပြီကိုလုံးနိုင်တဲ့အရည်အချင်းတွေပြီးမြောက်သွားကိစ္စတွေကိုပြောချင်ရင်ဒီနှစ်မျိုးသုံးလို့ရပါတယ်။ noun က they kimas ကိုသုံးမလား but dictionary ခို့တိုက they kimas ကိုသုံးမလားဆိုပြီးတော့ရွေးလို့ရတယ်ပေါ့နော်။အဲ့တော့အောက်မှာဆိုရင်ဥပမာလေးကြည့်ရအောင်။ဝါတာရှိဝနီဟုငောက they kimas ကျွန်တော်ဂျပန်စာကိုလုံနိုင်တယ်။ဒါဆိုရင်ကိုလုံနိုင်တဲ့အရာကိုပြောတဲ့အတွက်နီဟုငောကအနောက်မှာက they kimas လိုက်လက်တာ။နောက်တစ်ခုကဝါတာရှိဝအေအိုခါခုခို့တိုက they kimas ကျွန်တော်ပကြီးဆွဲနိုင်တယ်ဒါဆိုရင်ပကြီးဆွဲတာကိုအေအိုခါခီမတ်လို့ခေါ်တာဆွဲတာကိုခါခီမတ်လို့ခေါ်တယ်အဲ့ဒီခါခီမတ်ကို dictionary form ပြောင်းရင်ခါခုဖြစ်သွားတဲ့အတွက်အနောက်မှာခို့တိုက they kimas လေးလိုက်ပြီးတော့သုံးပေးလိုက်တာအဲ့ဒီတော့ကိုတွေကကိုယ့်ရဲ့အရေးချင်းကိုလုံးနိုင်တဲ့အရာတွေကိုပြောကြည့်ရင်ဘတ်ကို dictionary form ပြောင်းမယ်ခို့တိုက they kimas လိုက်သုံးပေးတာပဲဖြစ်ဖြစ်noun က they kimas သုံးတာပဲဖြစ်ဖြစ်လုပ်ပြီးလို့ရတယ်နော်အဲ့တော့နောက်တစ်ခုလေးဆက်ပြီးတော့ကြည့်ပါမယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ဝါသနာကိုပြောမယ်ကိုယ့်ရဲ့ဝါသနာဆိုရင်ဝါသနာကိုရှုမိလို့ခေါ်တယ်ဝါသနာကိုဘယ်လိုခေါ်မလဲရှုမိအဲ့တော့ဒီမှာဆိုရင်ကြည့်ပါဝါတာရှင်တော်ရှုမိဝကျွန်တော်ရဲ့ဝါသနာကဆိုပြီး noun does နဲ့လည်းပြောလို့ရတယ်လို့ဘတ်ကို dictionary form ပြောင်းခို့တို does လို့လည်းပြောလို့ရတယ်ကိုယ့်ရဲ့ဝါသနာကိုပြောချင်ရင်ဒီ pattern တိုင်းသွားမယ်နော်ဝါတာရှင်တော်ရှုမိဝ noun does ဒါမှမဟုတ်ဘတ်ဆိုရင် but dictionary ခို့တို does ဒီလိုလေးတွဲသုံးပြီးမှာအဲ့တော့အောက်မှာဆိုရင်ဝါတာရှင်တော်ရှုမိဝလျော်ကို this ကျွန်တော်ရဲ့ဝါသနာကခရီးဖြစ်ပါတယ်ခရီးသွားတာကိုပြောတာပေါ့နော်နောက်တစ်ခုကဝါတာရှင်တော်ရှုမိဝအဲ့ဒီကကိုမီရုခို့တို this ကျွန်တော်ရဲ့ဝါသနာကရုပ်ရှင်ကြည်ခြင်းဖြစ်ပါတယ်အဲ့ဒါဆိုဒီမှာဆိုရင်ရုပ်ရှင်ကြည့်တယ်လို့ခေါ်တဲ့ me must ကို dictionary form ပြောင်းရင် me တို့အနောက်မှာခို့တို does လေးကပ်ပြီးတော့တုံးထားပြလိုက်တာဒါကတော့ကိုယ့်ရဲ့ဝါသနာကိုပြောတယ်အပေါ်တစ်ပိုင်းမှာတော့ကိုလုံးနိုင်တဲ့ကိုယ့်ရဲ့အရေးချင်းကိုပြောပြတဲ့ပုံစံလေးဒါဆိုရင်နှစ်မျိုးရှိပြီနော်နောက်ထပ်၃မျိုးမြောက်ကလေးဆက်ကြည့်ကြမယ်အဲ့တော့၃မျိုးမြောက်မှာကဘာလေးဆက်ပြီးတော့သင်ရတာလဲဆိုတော့ဘတ်ကို dictionary form ပြောင်းမယ်အနောက်မှာမအဲနိနဲ့ကပ်ပြီးသုံးနေမအဲနိဒီ pattern လေးရဲ့နာမည်ကမအဲနိအဓိပ္ပာယ်ကမတိုင်ခင်လို့ပြောတာဥပမာမအိတ်ခင်မစားခင်မသွားခင်မလာခင်ဆိုရက်တခုခုလုပ်ဖို့မတိုင်ခင်ကိုမအဲနိနဲ့ကပ်ပြီးမယ်အဲ့တော့အရှိမဆိုရင်ဘတ်နေပေတွဲသုံးတာဖြစ်တဲ့အတွက်ဘတ်ကို dictionary form ပြောင်းပါမယ်ပြီးတော့မှမအဲနိနဲ့ကပ်ပြီးတော့သုံးပြီးမှာအဲ့တော့ဒီမှာဆိုရင်နေရုမအဲနိဟွန်အိုယောမီမတ်နေရုမအဲနိမအိတ်ခင်မှာစာအုပ်ကိုဖတ်တယ်အဲ့ဒီအခါမှာနောက်တစ်ခုက noun နဲ့တွဲခြင်းမယ်ဆိုရင် noun ရဲ့အနောက်မှာ not ထည့်မယ်ပြီးတော့မှမအဲနိနဲ့ကပ်ပြီး noun တော့မအဲနိဘတ်ဆိုရင် dictionary form ပြောင်းမယ်မအဲနိနဲ့ကပ်တာ noun ဆိုရင် noun not မအဲနိနဲ့တွားမယ်အဲ့တော့အောက်မှာဆိုရင်ရှခုဂျီနောမအဲနိတဲ့အိုအာဒါယီမတ်ထမင်းမစားခင်လက်ကိုဆေးမယ်ထမင်းမစားခင်ဆိုတဲ့အချိန်ကြီးဆိုတော့ထမင်းစားရဲဆိုရဲရှခုကြီးကနောင်အဲ့အတွက် not ထည့်ပြီးတော့ပြောပေးတယ်နောက်တစ်ခုကအချိန်နဲ့လည်းတွဲလို့ရတယ်အချိန်ရဲ့အနောက်မှာလည်းမအဲနိနဲ့ကပ်ပြီးသုံးလို့ရတယ်အောက်မှာဆိုရင်ကောနံမအဲနိနီဟွန်အိခိမတ်တာလွန်ခဲ့တဲ့9နှစ်မတိုင်ခင်အဲ့တော့9နှစ်မတိုင်ခင်ကဆိုတာကလွန်ခဲ့တဲ့9နှစ်ကလို့အဓိပ္ပာယ်ရတယ်ဟိုမတိုင်ခင်လို့ပြောချင်မအဲနိနဲ့တွဲပါမယ်
verb ဆိုရင် dictionary form နဲ့တွဲတော့ noun ဆိုရင်အနောက်မှာ noun တော့မှာနိအချိန်နဲ့လည်းတွဲပြီးတော့ my နဲ့တွဲသုံးလို့ရတယ်